အားလုံးမင်္ဂလာပါဒီနေ့ကတော့ငါးဟင်းလေးထပ်မှာဖြစ်ပါတယ်။ပါဝင်တဲ့ပစ္စည်းလေးတွေကတော့ကြက်သွန်အနီလေးရယ်ဂျင်းရယ်ကြက်သွန်ဖြူရယ်စပင်လေးပဲလေးရဖြစ်ပါတယ်။နည်းနည်းမလေးကအငယ်သေးစိနဲ့ချက်ခံလေးမှထည့်မှာပါ။ကဲငါးလေးကိုစားချုံပုံလေးနဲ့နဲ့ပါနော်။ချုံပုံလေးနည်းနည်းထည့်မယ်။စားလေးနည်းနည်းထည့်ပါမယ်။နိုင်မြိုင်လေးနည်းနည်းထည့်ပါတယ်။မဆလာလေးထည့်ထားတယ်မဆလာလေးနဲ့နဲ့မှာပါငါလေးတွေကိုမကြီးလေးပဲတစ်ခါထည့်နေတယ်နော်မကြီးလေးပဲတစ်ခါထည့်ပါမယ်ကြီးရပါတော့ငါးလေးထည့်လိုက်ရတယ်ပေါ့နော်ချခံနေမှထည့်လိုက်ရပါတယ်ခဏလေးထားပါမယ်ကဲစီးထည့်ချင်မှာပါတယ်ချက်ကနေထည့်ပါမယ်ချက်ကနေလေးရနော်စပင်းလေးရတက်တော့ချင်းချင်းဟုတ်ပါရဲ့ကျတော့အဖြူနေလေးဒီနေလေးဆိုရင်ရန်နမုတ်လေးနည်းနည်းထည့်ပါမယ်ရန်နမုတ်လေးထည့်ချပါမယ်ရန်နမုတ်လေးထည့်ပြီးဆိုခုနကစိတ်ဒူးထားတဲ့ငါးလေးပေါ့နော်နှက်ထားတဲ့ငါးလေးကိုထည့်ချပါမယ်ဒီဒီလေးထည့်ချပါမယ်နည်းနည်းလေးအုပ်ပါမယ်နည်းနည်းလေးရတယ်ရှက်နည်းနည်းလေးရတယ်ပုံဖြစ်တတ်တဲ့အခါထည့်လို့ရပါတယ်စားလို့ရန်ကောင်းတယ်ငါဟင်းလေးတစ်ခွက်ရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်